မင်္ဂလာပါမိတ်ဆွေဒီဗီဒီယိုကိုသင်မြင်ရတာကသင်အနေနဲ့အေဂျင့်မှုကိုလိုလားတောင်းတနေတဲ့သူတယောက်ဖြစ်နေလို့ပါပဲဒီကနေ့မှာမိတ်ဆွေတို့အတွက်တပတ်စာအေဂျင့်မှုရရှိအောင်လို့ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Tarot reading လေးလုပ်ပြီးသွားပါမယ်ဒီမှာပိုင်း1ပိုင်း2ပိုင်း3ဆိုတဲ့ကတ်3ကတ်ထဲကတကတ်ကိုအာယုံစိုက်ပြီးတော့မှရွေးလိုက်ရုံပါပဲမိတ်ဆွေရွေးချယ်ဖို့အတွက်အချိန်5စက္ကန့်ပေးပါမယ်ခုဆိုရင်တော့မိတ်ဆွေရွေးချယ်လို့ပြီးပြီထင်ပါတယ်အရင်ဆုံးနံပါတ်1ကတ်ကိုဖတ်ပြပေးပါမယ်ဒါက Queen of Pentacles ကြပါတယ်ဒီကတ်ကမိမိကိုယ်ကိုပြန်လဲပြုစုပြောထောင်ခြင်းဆိုတဲ့ကတ်ဖြစ်ပါတယ်ရရှိလာမယ်ဆိုရင်လာမယ့်တစ်ပတ်မှာတင့်စီကိုတည်ငြိမ်အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရောက်ရှိလာပါလိမ့်မယ်တစ်ပံဝင်းခြင်းကလူတွေကိုသင်ကဂယုစိုက်ပေးတယ်လို့မျိုးပဲမိမိကိုယ်ကိုလည်းအပြည့်အဝပြန်လဲဂယုစိုက်ပေးဖို့လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်အေးချမ်းမှုရရှိအောင်မလုပ်ရမလဲအပြင်လောကရဲ့ရုန်းကန်လှုပ်ရှားမှုတွေကိုခဏတာဘေးဖယ်ထားပြီးတော့ကိုယ့်ရဲ့အိတ်ခမ်းလေးကိုတန်ရှင်းတက်ရအောင်ပြင်ဆင်ဖို့လိုပါတယ်စိတ်အပန်းပြေစေမဲ့အစားအသောက်ကောင်းကောင်းလေးတွေချက်ပြုတ်စားတော့တာတဘာဝတရားနဲ့နီးနီးကပ်ကပ်နေထိုင်တာမျိုးတွေလည်းပြုလုပ်ပေးရပါမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းစိုးရိမ်ပူပန်မှုတွေလျော့နေသွားမဲ့တပတ်စာဖြစ်တာကြောင့်စိတ်ကိုအေးအေးချမ်းချမ်းထားဖို့အကြံပေးချင်ပါတယ်ဒီပိုင်းဝက်လေးကိုရွေးခဲ့တဲ့သူတွေအနေနဲ့ comment မှာကောင်းမွန်ခြင်း energy တွေရရှိလာဖို့အတွက် energy claim လို့ရေးခဲ့ပေးပါအောင်ခင်ဗျာနံပါတ်2ကိုရွေးချယ်ထားတဲ့သူအတွက်ဖတ်ပြပေးပါမယ်နံပါတ်2ကတ်ကတော့The Sunဖြစ်ပါတယ်နံပါတ်2ကတ်ကိုရွေးချယ်ခဲ့တဲ့အတွက်သင်ဟာတော်တော်လေးကိုကံကောင်းပါတယ်တာရိုကတ်တွေထဲမှာအလင်းဆုံးနဲ့အလင်းအလက်ဆုံးဖြစ်တဲ့နေမင်းကြီးကိုရွေးချယ်ခဲ့တာကြောင့်ပါသင်ရဲ့အေဂျင့်မှုမျှော်လင့်ချက်အလင်းရောင်နဲ့ပျော်ရွှင်မှုဆိုတာတွေကိုကိုးစားပြုပါတယ်ရရှိလာမဲ့စွမ်းရင်ကပြီးခဲ့တဲ့ရက်ပိုင်းတွေကသင်ရင်ထဲမှာမွန်းကျက်နေသမျှပူပန်နေသမျှအမှောင်တူတွေကဒီတစ်ပတ်မှာတော့နေမင်းကြီးရဲ့အလင်းရောင်ကြောင့်ပျောက်ကွယ်သွားတော့မှာပါစိတ်ချမ်းသာစရာတွေဂုဏ်ယူစရာသတင်းကောင်းတွေကြုံတွေ့ရပါလိမ့်မယ်စိတ်အေးချမ်းမှုရရှိအောင်မလုပ်ရမလဲဆိုရင်တင့်ရင်တွေကခလေးငယ်တယောက်လိုဖြူစင်တဲ့စိတ်ခံစားချက်ကိုပြန်လည်ဖော်ထုတ်ပေးဖို့ပါပဲအလေးအနက်တွေတိတ်ပြီးတော့တွေးမနေနဲ့မနှက်ခင်းနေအောင်ကြီးနုနုလေးကိုခံယူတာမိမိကိုယ်ကိုစိတ်ချမ်းသာမှုပေးတဲ့ဝါသနာတစ်ခုခုကိုအချိန်ပေးလှုပ်ဆောင်တာမျိုးတွေကတင့်ကိုစိတ်အေးချမ်းစေပါလိမ့်မယ်သင်ရဲ့ပျော်ရွှင်မှုအပြုံးတွေကနေတဆင့်ဘေးပတ်ဝန်းကျင်ကိုပါအေးချမ်းခြင်းအလင်းရောင်တွေဖြန့်ဝေပေးလိုက်ပါအောင်လို့ပြောရင်းနဲ့ဒီကတ်ကိုကျွန်တော်ပြန်ပြီးတော့တင်ပါတော့မယ်နံပါတ်2ကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လည်းကောင်းမွန်ခြင်းစွမ်းအင်တွေရရှိအောင်လို့ပိုင်း2ဆိုပြီးတော့ comment မှာရေးခဲ့ပေးပါအောင်ခင်ဗျာပိုင်း3ကိုရွေးချယ်ခဲ့တဲ့သူတွေအတွက်လည်းကျွန်တော် reading လေးတစ်ချက်ဖတ်ပေးပါမယ်ပိုင်း3ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ဒီကတ်က Page of Pentacles ဖြစ်ပါတယ်ဒီကတ်လေးကနေတင့်ကိုပေးခြင်းတဲ့ message ကတော့အသစ်တစ်ဖန်စတင်ခြင်းနဲ့စိတ်အာရုံစူးစိုက်ခြင်းပဲဖြစ်ပါတယ်ရရှိလာမယ့်စွမ်းရင်ကစိတ်ကူးသစ်အကြံဉာဏ်သစ်တွေနဲ့ရှေ့ဆက်ဖို့အင်အားတွေပြန်လည်ရရှိမဲ့သဘောရှိပါတယ်။လောကကြီးကိုအကောင်းမြင်စိတ်နဲ့သင်ယူလိုစိတ်အပြည့်ရှိနေတဲ့ကာလတစ်ခုဖြစ်လာပါလိမ့်မယ်။အေးချမ်းမှုရရှိဖို့ဘာလို့ရမလဲ။သင်ကိုစိတ်ရှုပ်ထွေးစေတဲ့အတိတ်ကအကြောင်းအရာတွေကိုတွေးမနေတော့ပဲလက်ရှိပြစ္ဆုတ်ပံမှာမိမိလှုပ်ရှားရှိတဲ့အလုပ်သေးသေးလေးတွေအပေါ်မှာပဲအာရုံစူးစိုက်ဖို့လိုပါတယ်။စာအုပ်ဖတ်တာပညာရပ်အသစ်တစ်ခုလေးလာတာအနာဂတ်အတွက်အစီအစဉ်အသေးစားလေးတွေစတင်ချမှတ်တာမျိုးကသင်စိတ်ကိုတည်ငြိမ်အေးချမ်းစေမှာပါဖြည်းဖြည်းချင်းရှောက်လန်းရတဲ့ခြေလှမ်းတိုင်းမှာစိတ်အေးချမ်းမှုကိုရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်ဒီနေ့ Tarot reading လေးကိုတော့ကျွန်တော်ဒီမှာပဲရှင်းထားလိုက်ပါမယ်
အဆုံးထိကြည့်ရှုပေးခဲ့တဲ့မိတ်ဆွေတူတယောက်ချင်းစီအစဉ်ပြေချုံးမွေးတဲ့တပတ်စာဖြတ်တန်းနိုင်ပါသေးလို့စွမွန်ကောင်တောင်းပေးပါတယ်တကယ်လို့များတီးခြားမေးခွန်းလေးတွေမေးစရာရှိတယ်ဆိုရင်လည်း message ကိုလာပြီးတော့မှအခမဲ့မေးမြန်းလို့ရပါတယ်ခင်ဗျာ